တ
သာသနာ့ဘောတကယ်ရောက်ရအောင်
Queen
မ
Anogahanga dwa
Ilandita Nibandi Yuti Yanti Ambandi Tikarana Taha Tata Tamanira Padisa Tilang Jamaya Sami Anugahan Kadwa Ilandita Nibandi Takti Yanti Ambandi Tikarana Taha Tata Tamanira Padisa Tilang Jamaya Sami Anugahan Kadwa Ilandita Nibandi Yamavadami Samadita Namo Tassa Bhagavato Arahato Samma Sambuddhassa Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
အနံ့စင်ကပါသူလား
ပျော်ရွှင်ကြည်နူးချမ်းမြေဝဲအလူတော်အောင်ဝဲနှွေးကြမေတောင်းတိုက်ကကြစီခွေပြုံးမမြတ်ကိုစီ
ကြီးအောင်မြင်မြင်အလူတော်ကြီးအောင်မြင်မြင်အလူတော်ကြီးအောင်မြင်မြင်အလူတော်ကြီးအောင်မြင်မြင်ဒီလူတော်ပွဲပြုံးပြုံးလို့ရှင်မျိုးရရဲ့ချင်းမြမတို့ရဲ့လူရညတဲ့ပွဲလူတော်မင်္ဂလာကောင်းကြီးဩဘာခေါ်ကနာဘန်ဝေသာအလူရှင်စေတနာကတရားလေးပွားများခဲ့တဲ့လူတော်မင်္ဂလာတာရုခေါ်ရကြွခဲ့ကြပါတာရုခေါ်ရကြွခဲ့ကြပါတာရုခေါ်ရကြွခဲ့ကြပါပေါင်းရက်ဖြူရက်ဆိုင်တော်ဖွဲကအလူတော်ကြီးအောင်မြင်စွာပြောတဲ့တီးလိုက်ပါအောင်မြင်မြင်အလူတော်ကြီးအောင်မြင်မြင်လူတော်ကြီးအောင်မြင်မြင်လူတော်ကြီးအောင်မြင်မြင်မင်္ဂလာပွဲပြုံးပြုံးလို့ရှင်မျိုးရရဲ့ချင်းမြမတို့ရဲ့လူရညတဲ့ပွဲအလူတော်မင်္ဂလာကောင်းကြီးဩဘာပနာတဲ့ဝိတာလူရှင်စေနာကတရားနဲ့ပွားများခဲ့တဲ့လူတော်မင်္ဂလာကြွခဲ့ကြပါတာရုခေါ်ရကြွခဲ့ကြပါတာရုခေါ်ရကြွခဲ့ကြပါဘုံရဲ့ဖြူရဲ့ဆိုင်တော်ဖွေကအလူတော်ကြီးအောင်မြင်စွာပြောတဲ့ဒီလိုက်ပါရုပ်လာမြမိမိပုပ္ပစေနာတာကြီးကျွေးမွေးခဲ့တာအလူတကာနဲ့လူမစေတနာအလုဒါရီဓမ္မတော်စင်မာအလုဒါရီသာဘုမျိုးစံအလုဒါရီဓမ္မတော်အင်္ဂါမြေဝင်မိသားစုတို့ကယံကံရှင်ပြုတ်ဘုရားမြေလာပြုလုပ်ကြရယခုအခါဝဲအဘိဝါဒနာတုဒ္ဒနိစ္စဝတ္တပဇာယနောသတ္တရောဓမ္မဝတ္တတိအာယုဝနာဒုက္ခနာမဟေသံဃံဒေသနာကာတာပါဠိအလားရှိသည်နှင့်အညီဘုရားမြတ်ကိုမြတ်ဘုရားသာဖြစ်ပူဇော်ခြင်းနာတိုက်တော်မူသောတရားမြတ်ဆုံးရနာတရားမြတ်ဆုံးရနာသံဃာမြတ်ဆုံးရနာယေနာမြတ်သုံးပါးတို့နှင့်ဘဝမိဘဆရာသမားတို့အားယုတိမြတ်တို့လက်ဆုံးလို့ရှိခိုးဘုရားဘုရားမင်းလျှော်ကြောရသောအောက်ကုသိုလ်ကံစေနာပြပြတို့ကြောင့်မိမိတို့သည်အလိုမရှိအပ်မတောင်းတတ်မနစ်တဲ့တော်အဘယ်လိုကတတ်တော်ပါယတိရှိပါယလူမျိုးငါးပါးဝိပဿနာတရား၄ပါးဗျာနာတရား၅ပါးအနာမျိုး96ပါးမိစ္ဆာဒိဋ္ဌိ62ပါးတို့မှအခါခါသိကင်းလို့မြင့်ကြအကုန်လုံးလည်းမိမိတို့ဘုရားရှိခိုးသောယာတုကုန်စည်းစိမ်ကုန်ကုဏကုန်ပမာတိကုန်ပညာကုန်တို့ကိုရရှိခြင်းရရှိပြီးသောယာတုကုန်စည်းစိမ်ကုန်ကုဏကုန်ပမာတိကုန်ပညာကုန်တို့ကိုမပြောင်းမပြည့်ပြီးကြခိုင်နေအောင်ကြိုးစားအားထုတ်နိုင်ခြင်းအစရှိတဲ့တို့ဒီမင်္ဂလာပြပြတို့နဲ့ပြည့်စုံကြပြီးလျင်မိမိတို့လိုလားအတောင်းတတော်လောကီစုဘောဓိစုမင်္ဂလာပေါင်းနဲ့တကွမတရားတို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုလင်းရန်ဆိုစွာ
ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သည့်အရိယာပုဂ္ဂိုလ်အပေါင်းသူတော်ကောင်းများဖြစ်ကြပါစေအဟံဗန္တိတိတရေနာတဟမေသသီလံသမယံသံဃေအနုခံကတဝါသီလံဒေသမေဗန္တိဒုတိယံပိတတိယံပိအဟံဗန္တိတိတရေနာတဟမေသသီလံသမယံသံဃေအနုခံကတဝါသီလံဒေသမေဗန္တိယမဝဒမိတံဝရေထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဂံဘုရားရဏံကိစ္ဆာမိဓမ္မရဏံကိစ္ဆာမိသံဃာရဏံကိစ္ဆာမိဘုရားရဏံကိစ္ဆာမိဒုတိယံမိဓမ္မရဏံကိစ္ဆာမိဒုတိယံမိသံဃာရဏံကိစ္ဆာမိဒုတိယံမိဘုရားရဏံကိစ္ဆာမိဒုတိယံမိဓမ္မရဏံကိစ္ဆာမိဒုတိယံမိသံဃာရဏံကိစ္ဆာမိတတိယံမိဘုရားရဏံကိစ္ဆာမိတတိယံမိဓမ္မရဏံကိစ္ဆာမိတတိယံမိသံဃာရဏံကိစ္ဆာမိတိရဏဂမနပါပတိဘုံနံဘာနာတိဘာဂဝေရမဏိသိက္ခာဝရံသမာဓိယာမိအာဒေနာဒါနဝေရမဏိသိက္ခာဝရံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာဝရံသမာဓိယာမိမုဒ္ဒဝါရဝေရမဏိသိက္ခာဝရံသမာဓိယာမိသူရာမေရယမစ္ဆပမဒဒနာဝေရမဏိသိက္ခာဝရံသမာဓိယာမိလုံးစုံများစွာတတဝါသံဃာကိုစိတ်မြေပါစေဥပယံပေကျင်းစင်ဝေရေအေးကြပါစေဣဒံမေသီလံအာတဝေယံယံဟောတုဣဒံမေပုညံနိဗ္ဗာနတ္တသစ္စယောဟောတုဣတရဏေနဂတိသတိတံသာရုံကတဝါဒမအပမတိနာသံဃာတေတံပရိသေယနာကြကြရအောင်ပရိဆိုတာကပရိဓမ္မတာတော်ဘယံသာရတိနဘေသောမိဘများအားအမှုထား၏တရားဥဒ္ဒဒေသာကြီးပတိမြို့နယ်ဇောချောင်းကျိုးပါနေအလုဒါယကဥအောင်မို့အလုဒါယကမဒေါ်စင်မာအလုဒါယကဥမျိုးစံအလုဒါယကမဒေါ်ခင်လာပြေဝင်သမီးမတ်မေမြတ်တွေမတ်မေကျေစီမို့မိသားစုတို့ဤယံကံရှင်ပြုအလူမင်္ဂလာဝေကြီးပဲဖြစ်ပါတယ်ယံကံရှင်ပြုအလူမင်္ဂလာဝေကြီးမှာဖြစ်ကျေးဇူးရှင်တော်တော်ကြီးဆရာတော်ဘုရားကြီးရဲ့တာဝန်ပေးချက်အရာဦးဇင်းတို့အနေနဲ့များကျေးဇူးဆက်အနုမောဒနာတရားဟောကြားပေးပါမယ်ဘဝတို့တဲ့တကုတ်တဲ့လုံးချက်အမှန်အောင်ဘွယ်ခံနိုင်ကြပါစေလို့ဥစွာပထမမေတ္တာပို့တာလို့အလုံးမင်္ဂလာအနုမောဒနာဓမ္မတပင်စတင်ကြရအောင်ကဲတူတူပဲပေါ်ပါမို့လို့ကိုအလူဟုတ်ပြီကပုပ်ပုပ်ပြီစစေရနာ
ဝမ်းမြောက်ကြပါလူစေပါအချိန်မှာကြည်လင်စွာစိတ်ဆွဲအလုံးမင်္ဂလာပြီးချိန်တော့ပါလားနှစ်သက်ခါကြည်ဝေဝေနဲ့စေတနာသုံးတန်ဆိုင်ရင်ဘူတိုက်လွန်ကေဒီလင်္ကာလေးကိုပဲအချင်းချုပ်ရှင်းပြပါမယ်နံပါတ်1ကိုအလူဟုတ်ပြီကပုပ္ပိစစေတနာဝမ်းမြောက်ဝမ်းသာဖြစ်နေရမယ်တဲ့ကိုအောင်မို့တော်စင်မာဦးမျိုးစံတော်ခင်လာမည်ဝင်းတို့ယခုလိုရှင်ပြုယဟန်ကအလူကြီးကိုဒီနေ့မှလူမဲလို့ချက်ချင်းဆုံးဖြတ်အခုပဲလူဆိုင်ထလူတဲ့အလူမဟုတ်ပါဘူးအရင်လာရီအနည်းဆုံးတော့လာတော့ရှိမှာပေါ့လူအောင်မယ်ဆိုရယ်စိတ်ကူးကအဲ့ဒီရဲ့နည်းနည်းတိုးလိုက်ရင်ဟို2025လောက်ကလည်းဖြစ်မှာပေါ့ဟိုရှိကနှစ်တွေကလည်းပဲဖြစ်ကောင်းဖြစ်မှာပေါ့ဘာဖြစ်တာလဲလူအောင်မယ်ဆိုရယ်စိတ်ကူးပေါ့မျိုးစံကြီးဘာစိတ်ကူးလဲမျိုးစံနဲ့လည်းမရှိပါဘူးမျိုးစံရှိလို့ပေါ့နော်ဒါပဲပြောရတာပေါ့မင်းမှလည်းတရားကတူမှာနော်လူအောင်တဲ့စိတ်ကူးရှိကမရှိခဲ့ဘူးလားအဲ့ဒါကိုပုပ္ပစေတနာလို့ခေါ်တယ်ပုပ္ပစေတနာကဗုဒ္ဓဘာသာမျိုးမြန်မာတိုင်းလူချင်းနဲ့စိတ်ဖြစ်ပေါ်လာတာကိုပုပ္ပစေတနာလို့ခေါ်ပါတယ်ယူဆရင်ဒီလူဝိကြီးဖြစ်ဖို့နိစ္စရာဆွေမျိုးတွေကမင်းတို့ဘလောက်ကောင်းတဲ့လူကြီးကိုဘလို့လူပါလို့တိုက်တုံးလို့လူတာလားကိုဘာကိုလူချင်လို့လူတာလားမျိုးစံရေးမင်းတို့တကြည့်ပြီးကွာအလူလောက်ရမယ်လို့ဘုန်းကြီးတွေကမဖြစ်မနေခိုင်းလို့လားကိုဘာကိုလူချင်လို့လားအဲဒီလိုကိုဘာကိုလူချင်တဲ့စိတ်ဖြစ်တာကိုဦးအောင်မို့တော်စင်မှာဦးမျိုးစံတော်ကေလာပြေဝင်ပြီးသားစုလို့လူအောင်မယ်ဆိုတဲ့စိတ်ကူးသည်ကြည်နဲ့ကြည်လူအဲ့ဒီတွေကပြောရွှင်မယ်ဆိုရင်ဥပ္ပစေတနာကုသိုလ်တွေဖြစ်ခဲ့ပါပြီရခဲ့ပါပြီပုပ္ပစေတနာကုသိုလ်တွေပြည့်စုံခဲ့ပြီလို့ဒီလိုပြောတာဘာစေတနာကုသိုလ်တွေပြည့်စုံခဲ့လဲပုပ္ပစေတနာကုသိုလ်တွေပြည့်စုံခဲ့ပါပြီကိုယ်အလူဟုတ်ပြီကပုပ္ပိစစေတနာဝမ်းမြောက်ကြပါနံပါတ်1ပုပ္ပစေတနာပြည့်စုံခဲ့ပြီနံပါတ်2လူစေပအချိန်မှာကြည်လင်စွာစိတ်ဆွဲတဲ့မျိုးစံရင်အလိုပြုတ်နေတဲ့ယခုကာလမှာကြည်ကြည်လင်လင်ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နက်နက်ဝမ်းပန်းတက်တာဖြစ်နေဖို့လိုပါလေမျိုးစံအလိုကြီးလို့ရတော့ပျော်ဘူးလားပျော်တဲ့လောက်မကြည်နေဘူးလားကြည်နေတယ်ဆိုရင်ကြည်လို့တာပေါ့ဘယ်ဟာကိုပြောရလဲလူတွေအများကြီးလားလို့ပြောတာလားဆိုင်ရင်ဝိုင်းနေတဲ့လူရလို့ပြောတာလားကျင့်တတ်တာလားကြည်လို့တာလားလို့ဒီလိုလေးတော့နည်းနည်းတွေးဖို့လိုတယ်နော်ဆိုင်ရင်ဝိုင်းနေကလည်းပါတော့အလူမင်္ဂလာချက်တည်ရှိတာပေါ့ဒါလည်းကျင့်တတ်စရာပြောစရာပေါ့ဆွေမျိုးမိတ်တွေကဒီတိုက်ရမိတ်ပေါင်းရောက်လာကြတော့လည်းပဲမိသူခေါ်ပြောအတူဆုံးရတော့လည်းပဲကျင့်တတ်စရာကြည်လို့စရာပေါ့ဦးဇင်းတို့ကဒီရဲ့လေးနည်းနည်းတိုးပြီးတော့တို့အလူကြီးဟာဒီရဲ့ဘက်ကကျင့်တတ်စရာတွေဘာတွေရှိသေးလဲလို့တွေးလိုက်တော့ယခုအလုဒ္ဓရေကဘုရားမို့အလုဒ္ဓဤကမတော်စင်မှာအလုဒ္ဓရေကဦးမျိုးစံအလုဒ္ဓဤကမတော်ခင်လားပြေဝင်းတို့လူနေတဲ့အလူတီသာသနာအမွေကံအလူကြီးဘာလူကြီးလဲသာသနာအမွေခံအလူကြီးငါတို့လူနေရပြီလို့အဲ့ဒီလိုကြည်နူးစရာတွေ့ကျင့်ရစရာဖြစ်အောင်မြင်ကြည့်ရမယ်တဲ့သာသနာအမွေခံအလူကြီးဘယ်လိုလူရတာလဲဆိုတော့ရှစ်အခါကရှင်မမောင်မီဗုဒ္ဓတိတ်ကမထေရမြတ်ကို
ရှင်မမောင်ကြီးဗုဒ္ဓတိတ်ကမထေရကြီးတို့ကိုယ်ကိုယ်မထေရကြီးတို့အကိုယ်ကိုယ်တည်ရဲ့ရေရင်မောင်8,400ဇီပေါင်း8,400ကျောင်းပေါင်း8,400စသည်ဖြင့်ဘယ်ဥစ္စာကိုပဲအမိတက်ပြီးလူ8,400နဲ့လူလာတဲ့တိရိဓမ္မတောကမင်းကြီးဆိုတာမျိုးစံကြီးကြားဖို့ပြီးသားပါနော်အဲ့ဒီဓမ္မတော်ကမင်းကြီးကသူတို့ကိုယ်ကိုယ်ရရှင်မပေါင်းတိတ်ကမထေရကိုလျှောက်တဲ့အရှင်ဘုရားတဲ့အရှင်ဘုရားရဲ့သာသနာတော်ကြီးမှာဘယ်တရားကရဲ့အလူကအကြီးကျယ်ဆုံးလေထုတ်ချောင်းလမ်းမဲ့ပေါက်ပဲရောက်ရပါလို့ထိုးဘဝကျင်လဲရလေဒုက္ခဘေးပြန်ယမအပေါင်းမကောင်းဟုသမျှမရောက်ရပဲတပ္ပအိဆာမင်္ဂလာကိုရွယ်ခါတာတိုင်းရသည်တော်ယနေ့ယခုပြုသမျှညဘာကကိုမိဘဆရာဆွေတဟာနေကိုမာဆောင်ကြကိုဆောင်လကအရင်စ၍ရှိသမျှလုံးစုံဘုံ31ဖြစ်သမျှဝိနည်းရတို့ပြန်ရပါစေပေငါဝေသည်ညာသူသာသူခေါ်စီတော်အာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်တော်သာတုသာတုသာတုအာလုံးသာတုသာတုသာတုအလုဒါရီကအလုမှာရတဲ့ကြာရ
ရှင်လေးမစိတ်ကူးတို့ကြံစီတားလေးကိုရှင်ပြုကသင်္ကန်းကိုချီတမီးလေးကိုလည်းနာတာမင်္ဂလာချီးပါလို့ချိန်ချိန်သေးပဲအလှကြီးပေးလိုက်ခြင်းသည်ဒီကနေ့မှဖြစ်အလှဝဲကြီးအောင်မြင်ပါပြီလူလောကနဲ့ပဲတွေ့ပါလူဖြစ်ရကျူးနှက်ခဲ့ပါအလှူရကြကြီး
Hey!
ဘယ်နဲ့ကြပါ့မပြန်တပ်ပြန်ဗီဒီယိုမတန်းနဲ့ပေါ်နေပဲသွားတယ်ပြောရဝင်းနေတယ်မှတ်လာဟုတ်လားတီးပြီးတော့ဖြစ်ပါလိမ့်ဆက်လက်ဒီလိုငါတတာဆိုပြီးပါWhen you're
嘿呀呀。